ရန်ကုန်မြို့ကကားဒီဆေးဘော်ဒီယုံနေထဲမှာပေါ့နော်ဒီနံပါတ်1 2 3ချိတ်တဲ့ဘော်ဒီယုံတစ်ခုကိုပြမယ်ကျွန်တော်လည်းဒီကိုလိုခင်တဲ့ကိုပီယာရဲ့ဘော်ဒီယုံကိုပြပေးမယ်ဆိုတော့လိပ်စာကကျွန်တော်ဒီဆက်ဆန်းဘက်ကလာလို့ရှိရင်ဗျာဒီတာဂီတာဒီကြက်ပဲစေးတရားမတက်ခင်ဒီစားဆက်လန်းထဲမှာဆိုတော့ဆိုတော့ဒါကျွန်တော်ပြပေးတာပါเนาะဒီရုံကဒီကျွန်တော်တို့ဒီကားဝယ်ရောင်းတွေပဲဖြစ်ဖြစ်ဒီအိမ်စီးသမားတွေပဲဖြစ်ဖြစ်ကျွန်တော်ကားလေးဆိုလဲအကုန်လုံးဒီမှာပဲလုပ်တယ်ကားကြီးရောကားလေးရောစီးဖို့တွေနဲ့ပတ်သက်ပြီးတော့ဒီဆိုလက်ရတော့တော်တော်ကောင်းတယ်ဗျာဈေးကတော့ဒီအပြင်လူဈေးနဲ့အတွင်းလူဈေးကနည်းနည်းတော့ကွာတာပေါ့နော်ဆိုတော့လှုပ်ချင်တဲ့ဘာညာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာလာဆက်သွယ်ပေးလို့ရတယ်ဒါကျွန်တော်ရဲ့အကိုရဲ့ရုံဖြစ်တယ်ဆိုတော့သူကိုယ်တိုင်လည်းကားရှိုးရုံးတွေဖွင့်လာတယ်ပေါ့နော်ဆိုတော့ဒီဆေးဘော်ဒီဘိုင်းနဲ့ပတ်သက်ပြီးဒီမှာ one stop service အကုန်လုံးရတယ်ရှေ့ဆေးတာပဲဖြစ်ဖြစ် support တွေပဲဖြစ်ဖြစ်ဒီ one code ပြန်ဆွဲကျင်တာပဲဖြစ်ဖြစ်တစ်စီလုံးကော်ဘက်ချပြီးပြန်မှုတ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာအကုန်လုံးကောင်းတယ်တော်တော်လေးလည်းအဆင်ပြေတယ်ဈေးနှုန်းလည်းဆိုလည်းအဆင်ပြေတယ်ဆိုတော့လုပ်ချင်တဲ့လူတွေကိုကျွန်တော်ဒီမှာမိတ်ဆက်ပေးတာဖြစ်ပါတယ်လမ်းညွန်ပေးတာပါဒီထပ်ပစုံအောင်လမ်းဒီအောက်ပစုံအောင်လမ်းနဲ့တဲတိမ်မောင်းလာပြီးတော့ကြပဲသေးသလားမတက်ခင်တာမဟုတ်ဘူးနော်